ဟုတ်ကဲ့အားလုံးပဲเนาะကျွန်တော်တို့ရွှေရောင်လင်း channel လေးကနေကျွန်တော်တို့ဝါသနာရှင်အကိုအမများအားလုံးကိုဥစွာမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ်ခင်ဗျเนาะကျွန်တော်ဒီနေ့အဖွင့်နေ့29ရက်နေ့10လ2025တိုင်းနေ့အဖွင့်နေ့12နာရီ10မိနစ်အတွက်ကိုကျွန်တော်တပါတဲ့ဒါမိတ်ဆွေများကို feed တင်ပေးလိုက်ပါဗျာเนาะကျွန်တော်ဗီဒီယိုဖိုင်လေးကိုနေ့တိုင်းလေးတွေကျွန်တော်ပုံမှန်တင်ပေးမှာမဟုတ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးမနှိပ်ရသေးရင် subscribe လေးနှိပ်ထားပေးပါအဖွင့်နေ့မှာအဖွင့်လှစီရမယ်ဗျာเนาะကျွန်တော်ဒီနေ့အဖွင့်နေ့12နာရီ10မိနစ်အတွက်ကိုကျွန်တော်1ပိုင်း5ပိုင်းကင်ပါတယ်ဗျာเนาะ1ပိုင်း5ပိုင်းကိုကျွန်တော်1နဲ့ဆိုအကြိုက်ဆုံး3ခွက်ထုတ်ထားတယ်5နဲ့ဆိုရင်ကျွန်တော်အကြိုက်ဆုံး3ခွက်ထုတ်ထားပါတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်ဗီဒီယိုဖိုင်ကိုဆုံးခန်းတိုင်အောင်ကြည့်ပြီးကျွန်တော်တပါတဲ့ free တင်ပေးတော့မှာဖြစ်လို့เนาะ1နဲ့ဆိုရင်ကျွန်တော်เนาะဒါ1 5 1 3 1 4 เนาะ5နဲ့ဆိုရင်ကျွန်တော်5 3 5 9 5 9 เนาะ5 3 5 9 5 8เนาะ3ခွက်ထုတ်ထားတယ်ဗျာเนาะဟုတ်ပြီဗျာနော်ကျွန်တော်တို့ဒါအရန်ကွက်လေးတွေလည်းကျွန်တော်တပါးထုတ်ပြီးတော့ပါမယ်မွေးကနန်းသမားကြီးကကျွန်တော်မွေးကနန်းကိုနော်ကျွန်တော်ဗီဒီယိုဖိုင်မှာတင်ပြီးသွားပြီဖြစ်လို့နော်ကျွန်တော်မနေ့ကတနင်္ဂနွေနေ့ကနေတော့ဗီဒီယိုဖိုင်မှာကျွန်တော်ရဲ့ဒူရီရွှေအောင်လင်း channel လေးကနေကျွန်တော်တင်ပေးထားပါတယ်နော်ကျွန်တော်ရဲ့မွေးကနန်းနေလုံးမိုင်ဆိုရင်ကျွန်တော်ဒါတင်ပေးထားတာကလုံးမိုင်ဒီတစ်ပတ်တော့လုံးမိုင်နှစ်ပါဗျနော်လုံးမိုင်ပါဒါလုံးမိုင်ပတ်တီးသမားတွေအတွက်နော်ဒါနှစ်ကတော့မပြောက်ပတ်တီးပါနော်ဒါမွေးကနန်းသမားတွေအတွက်ကတော့ကျွန်တော်မနေ့ကမွေးကနန်းတင်ပေးထားတယ်မွေးကနန်းကိုကျွန်တော်နော်၄ခွက်ထုတ်ပေးထားတယ်ဗျာနော်၄နှစ်နော်၄နှစ်1 8 9 3 9 6နော်ဒါကျွန်တော်3ခွက်4ခွက်ထုတ်ပေးထားတယ်နော်ကျွန်တော်ဗီဒီယိုဖိုင်ထဲမှာဝင်ကြည့်လိုက်ပါဗျာနော်ဒါဒီနေ့အဖွင့်နေ့မှာအဖွင့်လှသေးရမယ်နော်ကျွန်တော်1 5 1 3 1 9နော်5 3 5 9 5 8နော်မိန်ထိုးခြင်းနဲ့မိတ်ဆွေများနော်တကောကောင်းဝါသနာပါတဲ့မိတ်ဆွေများနော်ကျွန်တော်1နဲ့ဆိုရင်ကျွန်တော်1 5မိတ်ပါဗျာနော်5နဲ့ဆိုရင်ကျွန်တော်5 3မိတ်ပါဗျာနော်ဒါကျွန်တော်အကြိုက်ဆုံးပါနော်ရန်ကွက်လေး3ခွက်ကျွန်တော်ထုတ်ပေးမယ်နော်အရန်ကွက်ကကျွန်တော်တစ်ခါရေးပြီးတော့မနော်အရန်ကကျွန်တော်50ခွန်ကြံကြိုက်တယ်ဗျာနော်50ခွန်ပြီးရင်18ရယ်ပြီးရင်ခွန်6ရယ်เนาะဒါကျွန်တော်မွေးကနန်းထဲမှာပါလို့ဒါအရန်ကွက်ပါเนาะကျောင်းမိတ်ဆွေများကเนาะကြရကိုယူသုံးနိုင်ပါတယ်เนาะကျွန်တော်အကြိုက်ဆုံး1 5 5 3เนาะဒါကျွန်တော်အကြိုက်ဆုံးပါဗျာเนาะဒါ1ပိုင်း5ပိုင်းနဲ့တော့ကျွန်တော်အကြိုက်ဆုံး2ကွက်ပါ main 2ကွက်ပါเนาะဒါ main သမားကြီးလည်းကျွန်တော်ပြသခဲ့ပြီအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒါအမြဲတမ်းမြင်နေတွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လေးနှိပ်ထားပေးပါเนาะအားလုံးပဲအဖွင့်နေမှာအဖွင့်လာကြပါသေးလို့ဆုတောင်းပေးနေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာနဲ့ရန်နာကုန်ယူပါ